အားလုံးပဲမင်္ဂလာပါကျမရဲ့သားလေးကိုသူ့ဘာသာသူအိတ်တက်အောင်လေ့ကျင့်ပေးထားတဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးချင်ပါတယ် sleep training လုပ်တယ်လို့လည်းပြောလို့ရတယ်ပေါ့နော် sleep training လုပ်တဲ့နေရာမှာပုံစံအမျိုးမျိုးရှိပါတယ်ကျမသုံးခဲ့တဲ့နည်းလမ်းလေးဟာကလေးကိုငိုပြီးတော့ထားခဲ့တာမျိုးမဟုတ်ပဲနဲ့ကလေးကိုတုတ်ပြန်တဲ့နည်းလမ်းပေါ့နော်သူ့ဘေးနားမှာနေပြီးတော့ဘေးနားကနေသူအိတ်တက်အောင်လေ့ကျင့်ပေးတဲ့နည်းလမ်းလေးပါ gentle sleep training ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီနည်းလမ်းလေးကမြန်မာနိုင်ငံမိမိကလေးတော်တော်များများလည်းအဆင်ပြေမဲ့တင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံမှာလူကြီးတွေနဲ့တူတူနေရတဲ့အတွက်ကလေးကိုငိုပြီးထားခဲ့ရင်လူကြီးတွေကမကြိုက်ကြဘူးပေါ့နော်။အဆင်မပြေကြဘူး။အဲ့ဒါကြောင့်မို့လို့ကျမလည်းအဲ့ဒီနည်းလမ်းလေးကိုမသုံးမဲနဲ့သူငိုတာကို response လုပ်တဲ့နည်းလမ်းပေါ့နော်။ငိုပြီးတော့မထားတဲ့နည်းလမ်းကိုပဲသုံးခဲ့ပါတယ်။ sleep training လုပ်ဖို့အကောင်းဆုံးအရွယ်ကတော့အသက်4လကနေ6လအရွယ်ဖြစ်ပါတယ်။အကယ်၍လာမစေးတဲ့ကလေးဆိုရင်တော့ adjusted age ပေါ့နော်။ပြန်ပေါင်းပြီးမှ4လပြည့်တဲ့အချိန်မှာလုပ်လို့ပိုကောင်းပါတယ်။ sleep training လုပ်တဲ့အချိန်မှာကျမကညဘက်နဲ့နေ့ဘက်ကိုအရင် training လုပ်ခဲ့ပါတယ်training ဆိုလို့လေလန့်သွားတယ်ပေါ့နော်စကားလုံးကသာ training လို့ပြောတာပေါ့နော်တကယ်လို့ပြင်းပြင်းထန်ထန်ကြီးမားမားကြီးလည်းမဟုတ်ပါဘူးကလေးကိုသူ့ဘာသာသူအိတ်တက်အောင်ကျမဘေးကနေကူညီပြီးတော့လေ့ကျင့်ပေးရုံပဲပေါ့နော်ဒီလို4လရွယ်တော့မှဆိုရင်သူတို့ရဲ့ sleep cycle တွေကလည်းပို့ပြီးတော့ mature ဖြစ်လာပြီးသူတို့ရဲ့ပေါ့နော်self soothing လို့ခေါ်တဲ့အိပ်ဖို့အတွက်လေ့လာတာတွေကလည်းပို့ပြီးတော့တက်လာရေးဖြစ်တဲ့အတွက်ဒီချိန်မှာကိုကသူ့အိတ်တက်အောင်လေ့ကျင့်ပေးလိုက်ရင်ပို့ပြီးတော့လည်းအဆင်ပြေရပေါ့နော်သူကအိတ်တက်ဖို့လည်းပို့လွယ်တယ်ပေါ့နော်4လအရှိပိုင်းတော့မလုပ်သင့်ပေးပါဘူးမျိုးပေါင်းအရွယ်ပဲရှိတဲ့အတွက်ပေါ့နော်4လအရှိပိုင်းလုပ်ဖို့တော့ကျမအကြံမပြုပါဘူးsleep training လုပ်တဲ့အချိန်မှာကျမကညဘက်ကိုလုပ်ခဲ့တယ်ပေါ့နော်ညဘက်ကိုဘာလို့အရင်လုပ်လဲဆိုတော့ညဘက်ကျတော့ melatonin လည်းထွက်တယ်ပေါ့နော်အဲဒါကြောင့်မို့ညဘက်ကိုလုပ်ရပို့လွယ်ပါတယ်ညဘက်ကိုလုပ်တဲ့အချိန်မှာသူ့ကို bedtime routine လေးထားပေးရပေါ့နော် bedtime routine ဟိုးငယ်ငယ်ကလေးကထားလာတဲ့အတွက် bedtime routine လေးပေါ့နော် bedtime routine ကအိတ်ခါနီးပေါ့နော်နေတိုင်းလုပ်နိုင်မဲ့အရာပေါ့နော်ဟိုခက်ခဲကြီးမဟုတ်ပဲနဲ့ပေါ့နော်ဥပမာအိတ်ခါနီးလိုရှင်းလေးနဲ့အင်ကြီးလေးလဲတယ်သူ့ကို note တိုက်တယ်ပြီးတော့စာအုပ်လေးဖတ်ပြရတယ်သချင်းလေးဆိုပြရတယ်နေတိုင်းဒီလိုလုပ်တဲ့အချိန်ပြီးရင်အိတ်တယ်ပေါ့နော်နေတိုင်းဒီလိုလုပ်လိုက်တဲ့အချိန်မှာသူ့ရဲ့အုံနောက်ကဒါပြီးရင်သူအိတ်ရမယ်ဆိုတာသိတယ်ပေါ့နော်အဲဆိုတော့သူတိတ်ရလွယ်တယ်ပေါ့နော်အဲ့ဆိုရင်သူ့ part time routine လေးထားပြီးတော့သူ့ကတင်နားမှာပေါ့နော်သူကတင်နဲ့အိတ်တာပါသူကတင်နားမှာကျမနေလိုက်တယ်သူ့ကတင်မှာချလိုက်တယ်ပေါ့နော်ချလိုက်ပြီးတော့သူ့ဘေးနားမှာပဲပေါ့နော်သူ့ကိုရင်ဘတ်လေးတွေပုတ်ပေးတယ်ဒီလိုပေါ့နော်ဒီမျက်လုံးနှစ်ခုကြားလေးဒီမျက်ခုံးနှစ်ခုကြားပေါ့နော်ဒီလိုလေးပုတ်လဲသူတို့အိတ်ချင်တယ်ပေါ့နော်ပြီးလေခေါင်းလေးပုတ်ပေးလို့ရတယ်ပေါ့နော်ဆဆချင်းတော့လေငိုတာရှိပါတယ်ငိုရင်တော့ကျမခြေလိုက်တယ်ပေါ့နော်ခြေပြီးတော့သူနည်းနည်းကြိတ်သွားပြန်ချတာပေါ့နော်ပြီးအဲ့လိုလေးပုတ်ပေးတယ်လုပ်တယ်ပထမတစ်ရက်ဆိုတော့ငိုခြေလိုက်ချလိုက်နေဖြစ်နေတာပေါ့နော်ငိုတယ်ဆိုတော့ခြေလိုက်ချလိုက်နေ3ချိန်လောက်ဖြစ်တယ်ပြီးတော့သူအိတ်သွားတယ်ပေါ့နော်ဒါ crib side comforting လို့ခေါ်တယ်ပေါ့နော်အဲ့ဒီနီလန်ကိုသုံးပြီးတော့ကျမလုပ်တာပါနောက်နေ့လည်းအဲ့လိုပဲပေါ့နော်3-4ရက်လောက်ပေါ့နော်ငိုတာလေးတွေနည်းနည်းရှိရဲဒါပေမဲ့ငိုပြီးဆိုတာနဲ့ကျမခြေလိုက်တယ်ပေါ့နော်အဲ့လိုလုပ်တယ်တဖြည်းဖြည်းနဲ့တော့လေကိုဘေးနားမှာသူ့ဘေးနားမှာကိုကလုတ်ပေးရတာပေါ့နော်ဒီလိုရင်ဘတ်လေးပုတ်ပေးတာပါချင်းလေးဆိုပေးတာတွေကတဖြည်းဖြည်းနဲ့အချိန်ကနည်းလာတယ်ပေါ့နော်သူလည်းသူကသူလမ်းလေးလုံနေနေပြီးတော့သူကသူအိတ်တက်လာတယ်ပေါ့နော်ဒီလိုငိုတဲ့အချိန်မှာကိုကခြိလိုက်ရင်ပေါ့နော်တချို့ကမေးကြမှာပေါ့နော်ငိုခြိမှန်းသိလို့ကလေးကပုံငိုမှာလားဆိုတော့အဲ့လိုမျိုးလည်းမဟုတ်ဘူးပေါ့နော်ပထမရက်တော့ကိုကသူငိုတိုင်းကိုကခြိတာပဲဒါပေမဲ့ကလေးရဲ့စိတ်ထဲမှာပေါ့နော်သူငိုတဲ့အချိန်မှာကိုကရှိရတော့သူစိတ်ထဲမှာ secure ဖြစ်သွားတယ်ပေါ့နော်လုံခြုံသွားတဲ့အတွက်နောက်ပိုင်းကျရင်လည်းတိတ်မငိုတော့ဘူးပေါ့နော်သူ့နာမှာသူ့အမေကအမြဲတမ်းရှိရဆိုတဲ့စိတ်ဖြစ်သွားတယ်ပေါ့နော်အဲဒါကြောင့်မလို့ငိုရင်လည်းခြိလို့ရပါတယ်နော်ဘာမှမဖြစ်ဘူးပေါ့နော်အဲ့လိုလုပ်ပေးတဲ့အချိန်မှာ4-5ရက်လောက်နေလိုက်တဲ့အချိန်မှာပေါ့နော်သူကသူအိတ်တက်သွားတယ်ပေါ့နော်သူ့ချလိုက်တယ်သူ့ကိုဘေးနားကနေသူ့ baby music လေးပေါ့နော်အဲ့ဒါလေးဖွင့်ထားပြီးရင်သူဟိုကြည့်နဲ့အိတ်တက်သွားတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်မလုပ်ပေးဖြစ်တာပါဒီနီလန်းကလေတခြားပေါ့နော်နီလန်းတွေလည်းရှိရပေါ့နော်တခြားကလေးကိုငိုပြီးထားခဲ့တယ်ပြီးတော့အချိန်တစ်ခုကြာပြန်ကြည့်ရပေါ့နော်တချို့နီလန်းတွေကြာနီလန်းတွေကြာပုံမြန်တယ်ပေါ့နော်ဒီနီလန်းအချိန်နည်းနည်းလေးပိုယူလာကြလိုက်နဲ့ဒါပေမဲ့လည်းကျမတို့ဒီနီလန်းကပိုအဆင်ပြေတဲ့အတွက်ကျမဒီနီလန်းကိုပဲသုံးခဲ့တာပါအဲ့ဆိုတချို့ကမေးကြမှာပေါ့နော် sleep train ကလူတိုင်းလုပ်ဖို့လိုတာလားကလေးတိုင်းလိုတာလားပေါ့နော်ဒါကကိုမိသားစုနဲ့ကလေးနဲ့ပဲဆိုင်နေပေါ့နော်တချို့ကလေးတွေကြလဲသူ self soothing လုပ်တတ်တယ်ပေါ့နော်ကြီးလာကြရင်အိတ်တက်ပါတယ်တချို့ကလေးတွေကမအိတ်တက်ဘူးပေါ့နော်ခဏနိုးတယ်ညဘက်ကြရင်နိုးတာလည်းဘိုက်စာလို့နိုးတာမဟုတ်ပဲနဲ့ပေါ့နော်comfort လိုချင်တာပေါ့နော်ခြီတိတ်တာတို့လွှဲတိတ်တာတို့နိုးတိုက်ပြီးတော့နိုးငုံပြီးတော့အိတ်တက်တဲ့ကလေးတွေဆိုရင်သူတို့နိုးလာကြအဲ့ဒီပုံစံအတိုင်းပဲပြန်လုပ်
ပြီးတော့အိတ်ချင်ကြရပေါ့နော်နိုးစာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်အိတ်ကြရင်sleep training လုပ်ရှင်အဖြစ်နိုးလာရင်လည်းသူ့ဟာသူပြန်အိတ်တက်သွားတယ်ပေါ့နော်ဒီလိုလေးတွေရှိပါတယ်အဲဒါကြောင့်မလို့ကလေးတိုင်းတော့လိုချင်မှလိုမယ်ပေါ့နော်ဒါ individual နဲ့ပဲဆိုင်နေပေါ့နော်ကလေးကိုတိတ်ပေးမဲ့သူတွေလည်းရှိတယ်အကုန်လုံးအဆင်ပြေတယ်ဆိုတော့ကိုကမလုပ်လဲရတယ်ပေါ့နော်တချို့ကိုကွဲမရှိရမေမေတွေကြတော့လေဒီလိုတိတ်ရှင်အဖြစ်ကိုလည်းအနားရတယ်ပေါ့နော်မိထိုင်းလည်းရတယ်ပေါ့နော်မေမေလည်းနေတိုင်းကလေးကိုပြုစုဆောက်ရှောက်တဲ့အချိန်မှာစိတ်ကျန်းမာရေးအတွက်လည်းအရေးကြီးရလေနော်ဒါကကြောင့်ကိုတူတယောက်ချင်းနဲ့ပဲဆိုင်ပါတယ်လူတိုင်းလိုတယ်လို့လည်းမဟုတ်ပါဘူးပေါ့နော်ကိုအတွက်လိုအပ်တဲ့ထင်တယ်ဆိုရင်လုပ်ကြည့်လို့ရပါတယ်ဗီဒီယိုလည်းနည်းနည်းရှည်သွားပြီဆိုတော့လေဒါကကျမညဘက် trainer ကိုပြောပြပေးတာပါနောက်ဗီဒီယိုလေးမှာကြတော့နေ့ဘက်ကိုဘယ်လို training လုပ်ထားလဲဆိုတာကိုပြောပြပေးပါနော်စောင့်ကြည့်ပေးပါအောင်နော်ကျေးဇူးတင်ပါတယ်တတား